ကျွန်တော်လူတွေခေါ်ပြီးတစ်သားအိမ်လေးတစ်လုံးချင်းစီကိုတေချာရှာဖွေခဲ့ပါတယ်ဘေးကင်းကြောင်းအတီးပြုတ်ပြီးမှလူတိုင်းကိုကားပေါ်ကဆင်းခိုင်းခဲ့ပါတယ်နောက်ရက်အနေငယ်မှာတော့ကျွန်တော်တို့တောင်ပေါ်ပန်းဖြေစခန်းကိုပြုပြင်မွမ်းမံခဲ့ကြပါတယ်ကျွန်တော်ကိရိယာတွေသုံးပြီးတောင်တလန်းအဝင်ဝကိုခိုင်ခန့်အောင်လုပ်ခဲ့ပါတယ်တန်ဆူးကျိုးတွေနဲ့အချက်ပေးစနစ်တွေကိုတက်ဆင်ခဲ့ပါတယ်ကျိုးမင်ကတစ်သားအိမ်တစ်လုံးကိုစေကန်းအဖြစ်ပြင်ဆင်ခဲ့ပါတယ်စေဝါတွေကိုအမျိုးအစားလိုက်ခွဲခြားသိမ်းဆည်းခဲ့ပါတယ်လီမင်ကအပန်းဖြစ်အေးစခန်းရဲ့မူလဆက်သွယ်ရေးစနစ်ကိုပြန်လည်ပြုပြင်ခဲ့ပါတယ်နေအောင်ချီစွမ်းအင်သုံးပြားတွေနဲ့လျှက်စစ်တပ်အားပေးထားပါတယ်အခုဆိုရင်ကဘာတဝန်းကရေဒီယိုထုတ်လွှင့်မှုတွေကိုလက်ခံရရှိနိုင်ပါပြီရှောင်းရီနဲ့ခဲခဲတို့တူငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်မင်းကလေးငယ်နှစ်ယောက်ဟာနေတိုင်းအပန်းဖြေစခန်းထဲမှာအတူတူပြေးလွှားဆော့ကစားနေကြပါတယ်သူတို့ကိုကြည့်ရင်ကျွန်တော်တခါတလေလင်းဖန်းကိုတတိယမိပါတယ်သူမသားရှိနေသေးရင်ဘလောက်ကောင်းမလဲဒီနေ့ညမှာတော့ကျွန်တော်တို့စားတောက်ဆိုင်ထဲမှာမိပုံပွဲလုပ်ခဲ့ကြပါတယ်လူ9ယောက်ဝိုင်းဖွဲ့ထိုင်ပြီးနှွေးထွေးတဲ့ညစာကိုစားခဲ့ကြပါတယ်ပြတင်းပေါက်အပြင်ဘက်မှာတော့မောင်မင်းနေတဲ့တောင်တန်းတွေနဲ့ကျဲတွေအပြည့်ရှိနေတဲ့ကောင်းကင်ကြီးရှိနေပါတယ်အတွင်းထဲမှာတော့တောက်လောင်နေတဲ့မိခင်တွေနဲ့ရေမောတန်တွေရှိနေပါတယ်ကျွန်တော်မျက်နှာချင်းဆိုင်ကခဲခဲနဲ့ရှောင်းရီကိုကြည့်နေမိပါတယ်ဘေးနားကကျိုးမင်နဲ့လီမင်ကိုလည်းကြည့်နေမိပါတယ်ဒါဟာကဘာပြက်ကစတင်ကြတဲ့ကကျွန်တော်တို့ပထမဆုံးအချိန်အိမ်ပြန်ရောက်တယ်လို့ခန်းစားရတာပါဒီခီးတစ်လျှောက်မှာကျွန်တော်အများကြဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့ရရှိခဲ့တာတွေလည်းရှိပါတယ်ကဘာပြက်ကရဲ့အထမမြောက်သင်ခန်းစာအသက်ရှင်နေခြင်းဟာအကြီးမားဆုံးအောင်ပွဲပါပဲကျွန်တော်နာမည်ကချန်ပင်းစစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီးကားပြင်ဆရာတစ်ယောက်ပါအခုတော့ရွင်တိန်တောင်ပေါ်ပန်းဖြေစခန်းရဲ့အဆောင်အရှောက်တစ်ယောက်ပေါ့ကဘာပြက်ကကျွန်တော်ဇနီးကိုခေါ်ဆောင်သွားခဲ့ပေမဲ့တမီးလေးကိုတော့ကျွန်တော်ကာကွယ်နိုင်ခဲ့ပါတယ်ကျွန်တော်ရှောင်းရီကျိုးမင်နဲ့လီမင်တို့ကိုကယ်တင်ခဲ့ပါတယ်သူတို့ကလည်းကျွန်တော်ကိုပြန်ကယ်တင်ခဲ့ကြပါဒီကဘာကြီးဟာအရင်လိုမဟုတ်တော့ပါဘူးဒါပေမဲ့လူတွေအသက်ရှင်နေသေး၍မျောလင်းချက်ရှိနေပါသေးတယ်ခင်ဗျားဒီစကားတွေကိုကြားနေရတယ်ဆိုရင်ခင်ဗျားအသက်ရှင်နေသေးတယ်လို့ဆိုလိုတာပါဒါကြောင့်ဆက်ပြီးအသက်ရှင်နေလိုက်ပါဘာလို့လဲဆိုတော့ဒီနေ့နေ့မှာနေမင်းကြီးဟာပြန်လဲထွက်ပေါ်လာဦးမှာမို့လို့ပါ